ချောင်းပေါ့မျိုးကျော်မျိုးတို့ကြော်တို့အတွဲလိုက်ပါပြီဆိုရင်အဲ့ဒီကောင်တွေစောကြည့်ရသွားကျွန်တော်ယုံကြည်သွားပြီဗျာမျိုးကျော်မဲဟိုမျိုးကျော်တကယ်မျိုးကျော်ကျွန်တော်ကကြော်မျိုးမင်းဟိုကမျိုးကျော်နှလုံးနဲ့ဆိုတော့မျိုးတို့ကြော်တို့ပါစောကြည့်တယ်ဆိုတာဟုတ်တယ်လို့ဖြစ်အဲ့တော့ကျွန်တော်မျိုးသားရဲ့မှာမျိုးတို့ကြော်တို့အတွဲလိုက်ပါတဲ့လူတွေနေနဲ့စဉ်းစားတော့ဒါစောကြည့်ရတဲ့မှာပါတယ်လို့ပြောလို့ရအောင်ဖြစ်နေမြန်မာပြည်ထဲမှာစင်ကာပူထိပါပတ်ကြည့်သွားတာပတ်ကြည့်လို့အကြည်လုံးထောင်မှာကြာသွားတယ်ထောင်မှာကြာသွားတယ်ထောင်ကအခုမကြောက်ဘူးထောင်မှာကြာပဲသဘောရှိတယ်အဲ့တော့ကျွန်တော်ပြန်လာပြောမျိုးကျော်နော်အကျိုးမျှော်ပြီးတော့နှိုးစော်လိုက်တဲ့မျိုးကျော်ကအခုတော့ပြောရလဲဆိုတော့ဂိုးတော်မူသွားတယ်ပေါ့ထောင်ထဲဘာလဲဆိုတော့သူကစင်ကာပူမှာဖြစ်တဲ့ဇလန်တစ်ခုပါဒါကတော့စင်ကာပူမှာဇလန်ပါနော်မျိုးကျော်ဆိုတဲ့မြန်မာနိုင်ငံသားမျိုးကျော်ဆိုတဲ့ပုဂ္ဂိုလ်ဟာနော်စင်ကာပူမှာသူက sorry ပတ်ထားတာပတ်ပွေးတာ sorry ပတ်ပွေးတာဒါစင်ကာပူသတင်းဌာနတွေဖော်ပြလို့ကျွန်တော်တို့သိရတာပေါ့နော်စင်ကာပူသတင်းဌာနတွေစင်ကာပူဖြစ်တာဆိုတော့စင်ကာပူမှာပဲဖော်ပြတာပေါ့နော်ဆိုတော့မျိုးကျော်စင်ကာပူမှာပတ်ပွေးတယ်ပေါ့ဗျာပွေးတယ်ဘယ်လိုပွေးလဲဆိုတော့စင်ကာပူနိုင်ငံမှာမိမ3ယောက်သူယူလိုက်တာမိမ3တွဲတာပဲမိမ3တွဲတာတယောက်ကိုတွဲတယ်တကယ်ယူတယ်နောက်တယောက်ကိုလည်းတွဲတယ်ယူတော့မလို့ပါလို့နဲ့ခလေးလေးထည့်ပေးလိုက်တယ်နောက်တယောက်ကိုလည်းတွဲတယ်ခလေးလေးထပ်ထည့်ပေးဖို့ကြိုးစားတယ်ပေါ့နော်ခလေးတော့မရလိုက်ဘူးအဲ့လိုမျိုးတွေရှိတယ်ဆိုတော့စင်ကာပူမှာအမျိုးသမီးကိုလိန်လည်မှုနဲ့နော်မျိုးကျော်ဆိုတဲ့ပုဂ္ဂိုလ်1900နဲ့3လအဖြစ်နဲ့ချခံလိုက်ရတယ်ကျွန်တော်9ရက်နေ့ကအဲ့ဒါစင်ကာပူရဲ့စင်ကာပူမှာအခြေစိုက်တဲ့တရုတ်ဘာသာထုတ်တဲ့လျန်ဟဲကျောင်းပေါင်းဆိုတော့သတင်းစာပေါ့နော်တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့သတင်းစာတစ်စောင်ကနေပြီးတော့ရေးထားတာအဲ့တော့ဒီတရားရုံးကအချက်တွေဆွဲယူပြီးသူရေးတာပေါ့နော်ဆိုတော့မျိုးကျော်ဆိုတာမျိုးကျော်လို့မင်းလုံမှာငါတို့တွေဒုက္ခရောက်တာပဲစောချီတာတော့မင်းလုံတာတော့ငါသိပါတယ်စောချီတာငါတို့သိပါတယ်ဒါပေမဲ့မင်းကစောချီတယ်မဟုတ်တော့စောချူစီပါသွားလို့တော့ရှုပ်ကုန်ပေါ့နော်စောချီတဲ့အဆင့်မှာရလာရင်ပြဿနာမရှိဘူးချူစီလို့တော့ပြဿနာတက်သွားတာနော်ဆိုတော့32နှစ်ရွယ်မျိုးကျော်ဆိုတဲ့ပုဂ္ဂိုလ်ကနော်သူကဘာသွားလို့လဲဆိုတော့2022ခုနှစ်တုန်းကစင်ကာပူမှာရှိတဲ့အမျိုးသမီးတယောက်နဲ့သူကဒီ dating app တစ်ခုကနေသူကတွားပြီးတွေ့တယ်စတွေ့တယ်ပေါ့နော် dating app တစ်ခုနဲ့သူက dating app တစ်ခုနဲ့စတွေ့တယ်စင်ကာပူအမျိုးသမီးတယောက်ကတက်က40ကျော်နေပြီသူက30နဲ့30ကျော်ပေါ့နော်အဲ့တော့ dating app တစ်ခုမှာ2021ကတည်းကစခင်တာ22မှာသူကအဲ့အမျိုးသမီးနဲ့သူကဟိုဖြစ်လိုက်တယ်ယူလိုက်တယ်ပေါ့နော်သူကအဲ့ချိန်မှာလည်းသူအရင်တော့သူမိမရှိခဲ့ဘူးတဲ့ဒါပေမဲ့အရင်တော့မရှိပါဘူးသူပြောပြီးတော့အဲ့စင်ကာပူအမျိုးသမီးကိုသူယူလိုက်တယ်ယူပြီးတော့သူအဲ့မျိုးသမီးနဲ့သူကပေါင်းလိုက်သေးတယ်ပေါင်းပြီးတော့သူကခလေးပါရလိုက်သေးတယ်မဲသူကဒီမျိုးသူခလေးပါရတာနော်သူက2022ခုနှစ်မှာစင်ကာပူမှာမျိုးသမီးတောင်နဲ့အိမ်အောင်ပြုတယ်ပြီးတော့ခလေးနေရတယ်ရပြီးတော့သိမကြောက်သူကအဲ့မှာဆက်ပြီးနေနဲ့တခါသူ dating app ကိုနောက်ထပ်မလေးရှားမျိုးသမီးပေါ့စင်ကာပူမှာနေမလေးရှားမျိုးသမီးနဲ့ထပ်ပြီး dating app ကိုမှထပ်တွေ့ပြီးတော့ easily လုပ်တယ်ပေါ့ easily ကိုသူကကြိုက်တယ်သူကတွဲပြီးတော့တခါအဲ့မျိုးသမီးနဲ့လည်းအတူနေတယ်ပေါ့နေပြီးတော့အဲ့မျိုးသမီးကပိုက်ကြည့်သွားတာတခါအဲ့လိုနေနဲ့နောက်တစ်ခါတရုတ်စင်ကာပူနေတဲ့တရုတ်မျိုးသမီးတယောက်ရှိတယ်နော်အဲ့တရုတ်မျိုးသမီးကိုလည်းထပ်ပြီးတော့ဘယ်လောက်အမှထပ်တွဲတယ်အဲ့ဒါတော့ဘယ်ရလဲဆိုတော့ဒီဟိုဟာဗာလဲတရုတ်မျိုးသမီးကဘယ်လောက်အဲ့ဒီတော့ကြတော့သူက dating app က2023ခုနှစ်မှာပဲနော်2023ခုနှစ်မဟုတ်ဘူးပြ sorry တရုတ်မျိုးသမီးက2023နှစ်ကုန်ပိုင်းတော့မှတွေ့တာမလေးရှားအကောင်မလေးနဲ့23ပဲအဲ့လိုနဲ့ပတ်လိုက်ရိုက်ပြီးတွဲတာပေါ့ဗျာပြောနေ2022 23နှစ်ထဲမှာသူကပထမဆုံးစင်ကာပူမှာရှိတဲ့အမျိုးသမီးတယောက်ကိုသူယူတယ်နောက်မလေးရှားမှာတယောက်ယူတယ်တရုတ်မှာတယောက်ကိုထပ်ယူတယ်3ယောက်သူယူတယ်ယူတာအရေးမကြီးဘူးဗျသူကယူတာအရေးမကြီးဘူးအဲ့မှာသူကဘာဖြစ်ကုန်လဲဆိုတော့ကောင်မလေးအဲ့မျိုးသမီးတွေစီကနေပြီးတော့သူစီဝိုင်းလုပ်ဖို့ပတ်စံသူဒီမှာစီဝိုင်းသမားပေါ့ဗျာသူကစီဝိုင်းလုပ်ငန်းရှင်ပေါ့စီဝိုင်းလုပ်နေတယ်ဒီမှာဟိုကပတ်စံလေးဟိုလိုရှုံးသွားလို့ဟိုမှာဘာဖြစ်လို့ဒီမှာဘာဖြစ်လို့ဟိုမှာလွဲသွားလို့ပတ်စံထည့်ရမှာမလို့မင်းဘယ်လောက်ပေးပါဦးမင်းကဟိုကပိတ်တည်းအကူရှောက်ပတ်စံတွေကောင်မလေးပတ်စံချူလို့မျိုးယူတာပေါ့ဗျာယူတော့ပထမတယောက်စီကနေသူယူခဲ့တဲ့ပတ်စံပထမဆုံးတယောက်စီကသူယူခဲ့တဲ့ပတ်စံအမောက်ကြည့်လိုက်တော့ပထမဆုံးအမောက်ပေါ့နော်ဘယ်လောက်ဆိုတော့သူကစင်ကာပူဒေါ်လာပေါ့နော်စင်ကာပူဒေါ်လာ9,430,000ကျော်ပထမဆုံးမျိုးသမီးကြီးကဒါသူကလေးနှစ်ယောက်ရပြီနော်အဲ့မျိုးသမီးဆက်သူယူထားတာပတ်စံ9,000,000ကျော်တယ်ယူပြီးတော့သူအဲ့ယူပြီးတော့သူနေပြီးတော့သူအဲ့မျိုးသမီးကပြောတယ်သူပတ်စံနေပြန်မပေးလို့ပတ်စံနေဘာလို့အဲ့လောက်ကုန်နေလဲပါမေးတော့သူမဟုတ်ဘူးသူအဖေအမွေရမှာမဟုတ်လို့ဟိုခေါင်းတွေမျိုးပြတော့ဗျာဒါထုံးစံတိုင်းပေါ့နော်ချူစီသမားတွေထုံးစံတိုင်းအဲ့လိုလုပ်ပြီးတော့နောက်သိမကြောက်ဒုတိယမျိုးသမီးမလေးရှားကောင်မျိုးသမီးကောင်မလေးရှားသူsorry စင်ကာပူမှာနေတဲ့မလေးရှားနိုင်ငံသူမလေးရှားမွေးပေါ့နော်မလေးရှားသူမျိုးသမီးနဲ့တွဲရလေအဲ့လိုပဲအဲ့မျိုးသမီးစီကနေလဲသူတကပတ်စံထပ်ပြီးတော့ယူတယ်ဗျအဲ့မျိုးသမီးစီကသူပတ်စံထပ်ယူတယ်အဲ့မျိုးသမီးစီကကြတော့သူကဒေါ်လာ3,000,000ကျော်သူကယူတယ်မျိုးသမီးဒေါ်လာ3,000,000ကျော်ယူတယ်အဲ့လိုနဲ့နောက်ဆုံးမျိုးသမီးစီကတော့နောက်ဆုံးမျိုးသမီးစီကတော့သူကဘယ်လောက်ယူလဲဆိုတော့ဒေါ်လာ9,000,000ပေါင်းရင်တော့ဒေါ်လာ1,000,000နဲ့
1.6 ခွန်တန်းပေါ့နော်အဲ့လောက်ပမာဏသူကမြို့သွေး3ဆရာယူတာအဲ့တော့မြို့သွေး3ဆိုပထမဆုံးမြို့သွေးမှာကလေး2ယောက်ရှိတယ်မြို့သွေးညာပြီးကလေး2ယောက်ရှိတဲ့ကြောင်ဒုတိယမြို့သွေးကတိသွားတယ်တိသွားတော့ခါကျတော့မြို့သွေးကအသက်ကွဲတာပေါ့ဗျာဟိုသူ့ကြီးစားပေါ့သူ့ကြီးစားမှာမိမရှိတယ်ကလေးရှိတယ်ဆိုတော့တိပြီးအသက်ကွဲသွားတယ်ပို့ပြီးတော့ပတ်စံတွေပါလိန်သွားတယ်အသက်ကွဲရောပထမတစ်ယောက်ကလည်းနေဒီလိုလောက်ရလဲကွဲတယ်အသက်နောက်ဆုံးတစ်ခါတတိယတစ်ယောက်ကလည်းထပ်ပြီးတော့ရှေ့မှာ2ယောက်ရှိပါလားသူရှေ့မှာလည်းထပ်ပြီးကွဲတယ်ဆိုတော့အကုန်ရှုပ်ကုန်ဆိုတော့ဟိုကြီးစားလူတာကတစ်ပိုင်းပတ်စံဆုံးရှုံးတာတစ်ပိုင်းအဲ့တော့မြို့သမီးတွေကသူတို့မှာစိတ်တော့ကတွေရောက်ကြတာဗျစိတ်တန်စိတ်ပြီးဆုံးဖြစ်တော့အဲ့တော့မထူးဆိုပြီးတော့တအကုန်လုံးတယောက်ပြီးတော့တရားဆွဲကြတော့အဲ့ဒီမှာမျိုးကျော်ဆိုတဲ့ပုဂ္ဂိုလ်အခုတော့လောလောဆယ်တော့အဲ့ဒီအမျိုးသမီး3ဦးဆရာနေပြီးတော့ဟိုလိန်လေပြီးတော့ပတ်စံရယူခဲ့မှုခေါင်းစဉ်နဲ့သူကဘာဖြစ်လဲဆိုတော့ဒေါ်လာ 1.6 သန်းကျော်လိန်လေရမှုနဲ့ခေါင်းစဉ်နဲ့သူ့ကိုအမှုဖွင့်လိုက်တယ်အမှုဖွင့်ပြီးတော့တရားရင်ဆိုင်ပြီးနောက်ဆုံးကြတော့အခုတရားဆွဲလိုက်တယ်ထောင်9နှစ်ကြာသွားတယ်ပေါ့နော်ထောင် sorry ထောင်9နှစ်3လကြာသွားတယ်ဒါပေမဲ့မကျင်တဲ့သူ့အမှုဆွဲထားတာဆွဲချက်တင်ထားတာ22ခုဆွဲထားတယ်ဆွဲချက်တင်တာ22ခုဆွဲထားတယ်အားလုံးဝိုင်းဆွဲတာအဲ့ရနေ9ခုကိုပြစ်မှုတင်ကြအောင်ဝန်ခံတယ်အဲဒါကြောင့်မလို့သူကထောင်9နှစ်3လကြာတယ်ဒါပေမဲ့သူ့ကိုထပ်ပြီးတော့ထောင်ချဖို့ပြင်နေသေးတယ်ထောက်ပြီးတော့နောက်ထပ်ပေါ့နော်သူ့နောက်ထပ်ထောင်9နှစ်ရှင်းလောက်ထပ်ချပြီးတောင်းဆိုတာရှိနေတယ်မြို့သမီးခွေလို့ချသူရှိနေတယ်ဆိုတော့ဟိုသူကတော့ဒီမျိုးကြော်ကတော့လဲလာပြီလို့ထင်ပြီးတော့ဒါကောင်မလေးတွေပတ်ပြီးပွေးမှာပေါ့ dating app တွေကနေပတ်ပွေးမှာပေါ့လဲလာပြီထင်ပွေးတာပြဿနာကိုကပေးနိုင်ရင်ဘာပြဿနာမရှိဘူးကိုကသွားချူလိုက်တယ်ပြဿနာပေါ့ပြဿနာပိုတက်သွားရှင်းလို့မရတော့ဘူးအဲ့တော့ယောက်ျားချင်းလည်းမလေးစားတော့ဘူးဗျလေးစားတယ်မဟုတ်တော့ဘူးဒါကြီးကဟိုကိုကပေးနိုင်လို့ဆိုရင်တော့အော်အေးဒီကောင်ပေးနိုင်ကြတယ်လို့ပွေးတာပဲဆိုပြီးတော့ကိုအသားလေးပြောပဲနေလို့ရမယ်ဒီကောင်တော့ပွေးလဲပွေးသေးတယ်နော်ပွေးရလည်းပွေးလိုက်သေးတယ်အကုန်ပတ်ပြီးချူလိုက်သေးတယ်ဆိုတော့တော်တော့စိုးတာပဲဟမ်တော်စိုးတယ်မျိုးကျော်မင်းတော်စိုးပါလားကွာမင်းလောက်တာနဲ့ပဲတို့မြန်မာတွေလဲစင်ကူမာလဲတိတ်ခါတွေကြာအချက်တွေကွဲနော်အဲ့တော့စင်ကူမာရောက်နေတဲ့မြန်မာမလေးတွေလည်းပတ်သက်လဲကျွန်တော်ပြောရမှာတချို့မြန်မာမလေးတွေလည်းဒီလိုပဲဟိုတို့ကြတော့ဟိုတခြားပြောပြဟိုကျွန်တော်တို့မပတ်သက်စေခြင်းနဲ့အမျိုးသားတွေနဲ့ပတ်သက်တာတွေလည်းရှိနေတယ်ပေါ့နော်တချို့စင်ကူမာရှိတချို့မင်းကလေးတွေအဲ့ဒါတွေလည်းစင်ကြအောင်နော်ကိုမြန်မာတွေတခြားနိုင်ငံမှာနာမည်တွေကိုယူနေတာနာမည်ကောင်းတွေမဟုတ်နာမည်ဆိုးတွေတဲ့ယူကြတာအဲ့တော့နော်မျိုးကျော်မင်းနာမည်နှလုံးလာတူတာတော့မှပဲနည်းနည်းကလက်လန်ခက်လန်နဲ့စော်ချီတာတော့လက်ခံပါတယ်ကွာမင်းချူစီလောက်တာတော့နည်းနည်းတော့ပြဿနာရှိတယ်လို့နော်အဲ့တော့ तू လောက်ထည့်ရတာအခုတော့ဒီဇက်လန်လေးဒီလိုဖြစ်သွားတယ်ဆိုတာလေးလေသတင်းတွေကသတင်းလေးတစ်ခုဖြစ်နေစိတ်ဝင်စားတဲ့သတင်းတစ်ခုတွေထည့်ပြောတာပါနော်စိတ်ဝင်စားတဲ့လူလည်းမဝင်စားနဲ့ပေါ့ဗျာကျွန်တော်တော့ပြုံးစီစီနဲ့ပဲပြောနေရတယ်မျိုးကျော်မင်းတော်မွေတဲ့ကောင်ပဲပြောချင်တာ